ပါကစ္စတန်မှာစားကအသားထက်ပိုဈေးကြီးပါတယ်။ပါကစ္စတန်မှာအသားကအရန်ပေါ်ပြီးနေ့စဉ်စားစရာလိုဖြစ်နေပါတယ်။အသားကချမ်းသာတဲ့သူတွေမှစားနိုင်တဲ့ဇိမ်ခံပစ္စည်းလို့ထင်ထားရင်တော့မှားပါလိမ့်မယ်။ဘလောက်ပဲရှိရှိအဲ့မှာဆိုရင်အသားများများပါတဲ့ဟင်းပွဲတွေကိုအမြဲရနိုင်ပါတယ်။မဖြစ်မနေမြည်စမ်းတဲ့အထူးဟင်းပွဲဖြစ်တဲ့ကာလီပူလာကိုကြည့်ပါမွှေးကြိုင်တဲ့ထမင်းကျွတ်ဆက်တဲ့ပဲချမ်းကြော်တွေနဲ့အရေးအကြီးဆုံးကတော့နူးညံ့တဲ့အသားတုံးကြီးတွေပါဝင်ပါတယ်။နာရီပေါင်းများစွာဖြည်းဖြည်းချင်းချက်ထားတာပါ။ဒီရတာရှိတဲ့ဟင်းပွဲက$1တောင်မကုန်ပါဘူးတဲ့။ဒါမှမဟုတ်လျှို့ဝှက်ဟင်းခတ်အမွှေးကြိုင်တွေနဲ့ချက်ထားတဲ့နီဟာရီစွပ်ပြုတ်လဲရှိပါတယ်။အသားကအရန်နူးညံ့လွန်းလို့ပါးစပ်ထဲမှာကိုပျော်ဝင်သွားပါလိမ့်မယ်။ပါကစ္စတန်မှာလမ်းဘေးအစားအစာဟာတကယ်ကိုအမှုပညာတစ်ခုပါပဲ။ရောင်းသူတွေကမျိုးဆက်ပေါင်းများစွာလက်ဆင့်ကမ်းလာတဲ့ချက်နည်းတွေကိုလိုက်နာပြီးတင်းမျက်စိရှိမှပဲချက်ပြုတ်ပေးပါတယ်။တကိုက်ချင်းစီတိုင်းကအရသာအပြည့်အဝကိုပေးစွမ်းပြီးတင့်မှာမြန်မာငွေ1000ကျော်ကျော်ပဲရှိရင်တောင်စိတ်ပူစရာမလိုပဲစားလို့ရပါတယ်